ကျုပ်တို့အညာနွားဆိုတာအာကြီးတနာဖို့ကောင်းတာဗျ။ရတယ်လဲလုံးရတယ်ရေစီလဲတိုက်ရတယ်စီစုံလဲကျိတ်ရသေးတယ်ကုန်ပစ္စည်းလဲတည်ရဟိုနားဒီနာသွားတော့လဲလှဲဆွဲရနဲ့ဒင်းတို့ခမညာနားရတယ်ကိုမရှိပါဘူးဗျာ။လူကဂယူးဆိုင်ပြီးတော့အစာမမှန်ကျွေးရေမမှန်တိုက်ရေချိုးချိန်ချိုးပြီးနေထိုင်မကောင်းတော့လဲစီးလေးဝါလေးဂယူးဆိုင်ပြီးတော့တိုက်ပြရတယ်ဗျ။ကျုပ်ကတော့အဘနွားကြီးတွေကိုလှုပ်ကိုဂယူးဆိုင်တာဗျူ။အစာရေစာမှန်မှန်တိုက်ကျွေးနေတော့နွားကြီးတွေကကြမ်းကြမ်းမာမာဝါဝဖြိုဖြိုဖြစ်နေတာပေါ့ဗျာ။အခုလဲနွားစာကျွေးပြီးလို့နွားတင်းကုတ်ရှိကတရက်တုံးပေါ်မှာထိုင်ပြီးတော့ဆေးလေးလေးဖွာနေရဗျတာတီမျိုးချောင်းမှနေတော့ကဆေးလေးရဲ့ဆူးကြိုးတွေတင်ခဲ့ရပါတယ်ဒါပေမဲ့မောနေတဲ့အချိန်မှာဆေးလေးလေးဖွာလိုက်ရရင်အမောကိုပြေးသွားတာဗျတာတီအိမ်ရှိမှာစံစီလုံးရောက်နေတယ်ဆရာတော်လွှတ်လိုက်တာထင်တယ်လာတွေးလိုက်အောင်အမေကအိမ်ဘေးပရင်းပေါက်ကနေခေါင်းပြူပြီးတော့ကျုပ်ကိုအော်ပြောတယ်အဘကရွာတော်မိုင်းကအရီးမဲချင်းတို့ဝိုင်းကိုသွားနေတာဗျစံစီလုံးဆိုတာကပုဗ္ဗယုံကျောင်းကကျောင်းသားလေးဗျလူကတေးသေးညံ့ညံ့လေးမို့လို့သူ့ကိုစံစီလုံးလို့ခေါ်ကြတာစံစီလုံးဆိုတဲ့ကောင်ကလူကောင်ကတေးသေးမျက်လုံးကပြူပြူပါးစပ်ကပြည့်ပြည့်ဗျဒါပေမဲ့လှုပ်ကိုလှင်နေကောင်ပါဗျာဆရာတော်ဦးကုနာရဲ့လက်ဆွဲပေါ်ဗျာဆရာတော်အလိုက်ထိုက်ကိုလည်းလှုပ်ကိုတိတာဗျအားကြီးလူကင်းပါတဲ့ကောင်ကျုပ်ကအိမ်ဘေးကပတ်ပြီးတော့အိမ်ရှိပေါက်ကနေအိမ်မော်ကိုတက်ခဲ့တယ်ကိုကြီးတာဒီဘာတွေလုပ်နေတာတော့ဗျဟောတွေ့လားအဲ့ဒီလူကောင်ဗျနှုတ်ဆရှားစားကလည်းတွက်ပါဗျာဒီကောင်လေးကိုကျုပ်တို့ရွာသားတွေကအားကြီးချစ်ကြတာဟဲ့ကောင်စံစီလုံးဘာလာလောက်တာတော့ကျုပ်ကပြုံးပြပြီးတော့ပြန်မေးလိုက်တယ်စံစီလုံးကမျက်လုံးပြူးကြီးတွေနဲ့ကျုပ်ကိုကြည့်ပြီးတော့ဆရာတော်ကကိုကြီးတာတွေကိုခေါ်ခိုင်းလိုက်လို့ဗျဟေးဟုတ်လားစံစီလုံးရဘယ်တော့လာခဲ့ရမှာလဲတော့အခုလာခဲ့ပါတယ်ဗျဟေးအခုဟုတ်လားမင်းဆရာတော်ဘာရီများအရေးပေါ်နေလို့တော့ကွာဧည့်သည်တွေရောက်နေလို့ဗျဆရာတော်ရဲ့ညီနဲ့တူလို့ပြောတယ်ဘယ်ကလာတာလဲတော့ကျုပ်လည်းမသိဘူးဆရာတော်ညီဆိုတော့ဟိုတခါလာတဲ့အရက်ပူပူနဲ့ရောင်တုံးတဲ့လူလားဟာအဲ့ဒါကဘိုးလူနေပါဗျာအခုလာတဲ့ဘိုးတော်ကတခါမှမလာဘူးဗျရောင်တုံးနဲ့မဟုတ်ဘူးဟောအေးဒါဆိုရင်တော့ဝမ်းကွဲညီပဲဖြစ်လိမ့်မယ်ကဲကဲမင်းပြန်နဲ့ငါနောက်ကလိုက်ခဲ့မယ်ဟာမဖြစ်ဘူးကိုကြီးတာတီဆရာတော်ကကိုကြီးတာတီကိုတဘာတည်းခေါ်ခဲ့လို့မှားလိုက်တာဟေးကဲဒါဆိုရင်တော့ခဏလေးစောင့်ကွာပစိုးလေးအင်ကြီးလေးတော့လဲပြရစီအောင်ကျုပ်ကကျုပ်ခန်းထဲဝင်ပြီးတော့ပစိုးနဲ့အင်ကြီးကိုလဲလိုက်တယ်ကဲစံစီလုံးသွားကြမယ်အမေကြီးကျုပ်ကိုဆရာတော်ခေါ်လို့ကျောင်းကိုလိုက်သွားလိုက်အောင်မယ်အေးလိုက်သွားကိစ္စရှိလို့နေမှာပေါ့ဟဲ့ပုဗ္ဗယုံကျောင်းကိုရောက်တော့ပန်းချုံနေကြကအုပ်လန်းလေးတိုင်းဝင်လာခဲ့တယ်ဆရာတော်သတင်းသုံးနေတဲ့နှစ်ထပ်တိုက်ကျောင်းကြီးတွေကိုဝင်လိုက်တာဗျဆရာတော်ကကျောင်းကြီးရဲ့အပေါ်ထက်မှာပုတ်လုံးတိုင်ကြီးတွေနဲ့ပြောင်ပြောင်လဲလက်ရန်ကြီးတွေတက်ထားတဲ့လေကားကြီးအတိုင်းကျောင်းကြီးရဲ့အပေါ်ထက်ကိုကျုပ်ကတက်လာခဲ့တယ်ဖျားကမ်းမှာထိုင်နေတဲ့ဆရာတော်ကိုကျုပ်လှမ်းမြင်တယ်ဆရာတော်ရှေ့မှာလူနှစ်ယောက်ဗျကျုံလေးထိုင်နေကြတယ်တယောက်ကတော့အသက်60လောက်ရှိလိမ့်မယ်တယောက်ကတော့အသက်40လောက်ရှိမယ်ဆရာတော်ရောဧည့်သည်နှစ်ယောက်လုံးရောကျုပ်ကိုလှည့်ပြီးတော့ကြည့်ကြတယ်ကျုံနဲ့ဆန်စီလုံးကဆရာတော်ကိုဝေးဖြစ်လိုက်ကြတယ်အေးအဲ့ဒါကျုပ်ပြောတဲ့မောင်တာတီပဲကွယ်ကဲဆန်စီလုံးမင်းသွားလို့ရပြီတင်မဖေဆန်စီလုံးကဆရာတော်ကိုကြော့ပြီးတော့နောက်ဆုတ်သွားတယ်ဟဲ့ကောင်ဆန်စီလုံးတိတ်မစောနဲ့နော်တင်မဖေမစောပါဘူးဖေတာတီနင့်အကောင်ဆန်စီလုံးကအားကြီးစော့တာကွယ်မနေ့ကလည်းတရက်ပင်ပေါ်ကပြုတ်ကြတာကံကောင်းလို့မကြိုးတာဟိငါမှဒန်ကြီးလိမ့်စည်းတွေလိမ့်ပြလိုက်ရတာကွာကျုပ်ရောဧည့်သည်တွေရောလှေကားထိပ်ကိုရောက်နေတဲ့ဆန်စီလုံးကိုပြုံးပြီးတော့ကြည့်နေကြတယ်ကဲတာတီဟောဒီဘက်ကဦးညွန့်နဲ့ကွာကျုပ်ရဲ့ညီတဝမ်းခွဲတော်တယ်ဟိုဘက်ကတော့သူ့သားမောင်ညုံမောင်နဲ့ကျုပ်တူပေါ့ကွယ်မှန်ပါဗျာသူတို့ကကြောက်စင်နေကားကွယ်တရက်ချံလုပ်တယ်တရက်ချံမှာအကျေကြီးပဲအဲ့ဒါအခုတော့ဒုက္ခကြုံနေလို့ဟေးကျုပ်စီကိုအာကိုကြီးလိုက်လာကြတာဖြည်းဖြည်းပြောကြတာပေါ့ကွယ်မောင်တာတီလဲလားရှေ့ကိုတိုးရင်နွေးချမ်းလေးတောက်ရင်နဲ့ပြောကြတာပေါ့ကျုပ်ကရှေ့ကိုတိုးပြီးတော့ထိုင်လိုက်တယ်ဦးညွန့်ကကျုပ်ကိုရင်နွေးချမ်းတစ်ပကံငှက်ပြီးတယ်ကျုပ်ကလည်းရင်နွေးချမ်းကိုမှုတ်ပြီးတော့တကြိုက်တောက်လိုက်တယ်ဒီလိုကွာတာတီကဟော်ရီကကျုပ်ညီငညွန့်ကအဲ့ဒီတရက်ချံကြီးကိုဝယ်လိုက်တာ2နှစ်ပဲရှိသေးတာတရက်သီးကတော့လွတ်သေးတာပေါ့ကွာစီဝါလည်းဖြစ်ပါတယ်ဒါပေမဲ့ခြံထဲမှာကပြဿနာရှိနေတယ်ကွာကဲငညွန့်မင်းမဲမောင်တာတွေကိုပြောပြလိုက်ပြီးတော့ကွာဦးညွန့်ရဲ့မျက်နှာကြည့်ုံနဲ့တော်တော်ကိုယူသားတဲ့လူဆိုတာသိတာပါတယ်ဗျာ
ဒီလိုမောင်တာတီဦးရဲ့ခြံထဲမှာဒီခြံကိုဝယ်စဉ်ကလေးကအိမ်နှလုံးပါလာတယ်တလုံးကအခုဦးလို့မိသားစုနေတဲ့နှစ်ထပ်အိမ်ကပြီးတော့ဦးလို့နေတဲ့အိမ်နဲ့ဂိုင်း90လောက်အကွာကရှိုးလေးထဲမှာတစ်သားတစ်ထပ်အိမ်လေးတစ်လုံးရှိတယ်ဦးလို့ဒီတရက်ခြံကြီးကိုရားလိုက်တာကလည်းတော်တော်ကိုဈေးပေါ်ပေါ်နဲ့ရခဲ့တာကွာပိုင်ရှင်တွေကဘာဖြစ်တယ်မသိပါဘူးကွာခြံကိုလက်သိထိုးရောင်းပြီးတော့ရန်ကုန်ကိုပြောင်းသွားကြတာဒါပေမဲ့မောင်တာတီကျုပ်တို့မိသားစုခြံထဲကိုပြောင်းနေပြီးတလားလောက်ကြာတော့မှဒီခြံကိုပိုင်ရှင်တွေဘာဖြစ်လို့ဈေးပေါ်ပေါ်နဲ့ရောင်းခဲ့တယ်ဆိုတာကိုသဘောပေါက်ကြတော့တာဟေးဟင်ဘာဖြစ်လို့တော့ဘာညွန့်ရဲ့သူတို့ခြံကတရေချောက်တာကိုမောင်တာတီရဲ့ဗျာတရေချောက်တယ်ဟုတ်လားဘာညွန့်ဦးညွန့်ကကျုပ်ရဲ့အမိကိုပါဇက်နဲ့မဖြေဘဲနဲ့ခေါင်းတဆက်ဆက်ငိမ့်ပြတာဗျူသူ့သားကိုညုံမောင်ကတော့စီးပွားလေးလေးဖွာရင်းနဲ့သူ့အဖေကျုပ်ကိုပြောပြနေတာတွေကိုနားထောင်နေတယ်ဗျဘလို့ချောက်တာတော့ဗျဒီလိုမောင်တာတီစောစောကကျုပ်ပြောတဲ့အထဲမှာရှိုးတဲကတထက်အိမ်ကြောင်ပါတယ်မလားအဲ့ဒီတထက်အိမ်လေးက6တာဟိဟင်ဘလို့များ6လို့တော့ဗျတော်တော်ကိုစိုးစိုးဝါးဝါ6တာလားအေးစိုးဝါးတယ်လို့ပဲပြောရတော့မှာပေါ့ကွာ6ပုံကဒီလိုကွာနေတိုင်း6တာမဟုတ်ဘူးလာပြေးလာခွေညာတွေမှာမှ6တာကွာဟာဟုတ်လားဘလို့6လို့တော့ရီတာဟေးရီတာအော်ပြီးတော့ကိုရီတာကွာဗျာရီတာဟုတ်လားတဲလေထူးကြပါလားဒလို့အော်ကြီးတဲ့တရေတခါမှမကြောက်ဘူးပါဘူးဟုတ်ပါမောင်တာတရားရီတာမှတဟားဟားနဲ့ကိုရီတာကွာဟင်တညဆိုရင်ဘယ်နှခါလောက်ရီတော့ဗျဟာည10နာရီလောက်ကလေးကရီတာဟိမနဲ့မိုးလင်းကန်ကြီးအထိပဲကွာဘယ်နှခါရီလဲတော့ကျုပ်တို့လည်းမသိပါဘူးကွာဗျာဒါဆိုရင်တညလုံးရီနေတာပေါ့ဟုတ်တယ်မောင်တာတီလာပြေးလာွယ်ညတွေမှာတညလုံးရီနေတာပြီးတော့အဲ့ဒီရီတန်နဲ့အတူတန်ကြိုးတန်တွေလည်းကြားရတယ်တချွင်ချွင်နဲ့နေတာပဲကွာဟင်တန်ကြိုးတန်ဟုတ်လားဘာညွန့်ဟုတ်တယ်မောင်တာတီတန်ကြိုးတန်ကြားရတာတော့ချွင်ကနေမြည်နေတာကိုအတိုင်းသားကြားနေရတာဟိနေပါဦးဘာညွန့်ရဲ့အဲ့ဒီရီတန်ကြီးကိုလူတိုင်းကြားရတာပေါ့ဟုတ်လားကျုပ်စကားကိုကြားတော့ဦးညွန့်ကပြပြလည်းဖြစ်သွားတယ်ဗျပြီးတော့မှကျုပ်ကိုတေချာကြည့်ပြီးပြန်ပြောတယ်အဲ့ဒါဒုက္ခဖြစ်နေတာပေါ့မောင်တာတီရဲ့လူတိုင်းကြားရတာမဟုတ်ဘူးကွကျုပ်တို့တိန်လုံးကျုပ်တယောက်တည်းကြားရတာကြံတဲ့လူတွေတယောက်မှမကြားရဘူးဒီတော့သူတို့ကကျုပ်ပြောတာကိုမယုံကြဘူးပေါ့ကျုပ်ပဲစိတ်တစဖြစ်သလားဘာလားတွေးကြတာပေါ့ကွာဟင်ဟုတ်လားကိုညုံမောင်ရောမကြားဘူးလားကျုပ်ကဆေးလိပ်ဖွာရဲနဲ့ငြိမ်ပြီးတော့နားထောင်နေတဲ့ကိုညုံမောင်ကိုမေးလိုက်တယ်မကြားရဘူးကွာတာတီကအဘတယောက်ပဲကြားရတာဟာတမျိုးပါလားဗျအေးဒါပေမဲ့အခုတော့သူတို့ယုံသွားကြပါတယ်ဦးတို့ချမ်းမာကတရက်တီခူးပြီးတော့အမဲအိုးရတဲ့အချိန်ဆိုရင်ညဘက်ပါမီးထုံးပြီးတော့လှုပ်ကြရတာ哦ဒီမှာရင်မဲ့တရက်ချံအလုံသမားတွေကတယောက်ကအဲ့ဒီရီတန်ကြီးကိုကြားရတယ်အဲ့ဒီကောင်နာမည်ကမောင်ချစ်လို့ခေါ်တယ်ချက်ချင်းပဲစပိန်လေးနင်းပြီးတော့ရွာထဲကိုပြန်ပြေးတော့တာဟိဘသူမှဆွဲထားလို့ကိုမရတော့ဘူးဒီတော့မှပဲကျုပ်အိမ်သားတွေကကျုပ်ပြောတာကိုယုံသွားတာပေါ့ကွာဒါနဲ့အဘညွန့်တို့ရောအဲ့ဒီအိမ်ကိုသွားကြည့်သေးလားဟာကြည့်ပါပြီကောမောင်တာတီရဲ့အိမ်ထဲမှာဘာမှကိုမရှိတာကွာတိမ်လုံးရှင်းလင်းနေတာပါကျုပ်လည်းမျက်ခုံးတွတ်ပြီးတော့စဉ်းစားမိတာပေါ့ဗျာနေပါဦးဘာညွန့်ရဲ့အဲ့ဒီအိမ်မှာအစကဘသူနေသွားတာတော့ဟောဟုတ်တယ်မောင်တာတီရဲ့ဒီလိုကွာအဲ့ဒီတရက်ချံပိုင်ရှင်ရဲ့အဖေကြီးကအသက်80ကျော်လောက်ရှိပြီတဲ့မန္တလေးမှာနေရဆိုပဲဘာအကြောင်းနေရှိလို့တုံးဆိုတာတော့ကျုပ်လည်းမသိဘူးပေါ့ကွယ်တွတ်ခါအောင်ကိုယူသွားတာလေကွာဟင်ယူသွားတာဟုတ်လားဘာညွန့်ဟုတ်တယ်ဟေးယူသွားတာနာမည်ကဦးမုံနဲ့ဒီအယူအဖေကြီးကိုဘယ်သားသမီးကမှခေါ်ထားလို့အဆင်မပြေဘူးပေါ့ကွာဒီမှာရင်မဲ့သူ့သားကတရက်ချံထဲမှာအိမ်လေးတစ်လုံးဆောက်ပြီးတော့သူ့ဖေကြီးကိုခြံထဲကိုခေါ်ထားရတာသူ့အိမ်နဲ့တိတ်မဝေးတဲ့နေရာမှာထားပြီးတော့စောင့်ရှောက်တာပေါ့ကွာဘလောက်တောင်ယူနေလဲဆိုတော့တန်ကြိုးကြီးအမြဲခတ်ထားရတာဆိုပဲသူ့သားကိုယ်တိုင်အစားအသောက်ကျွေးရေမိုးချိုးစီးတိုက်ပေါ့ကွာတခါတလေသူတောက်တဲ့စီးပြက်သွားရင်အခုလိုပဲတညာလုံးရီးနေရတယ်ကွာတန်ကြိုးကြီးဆွဲပြီးတော့အိမ်ထဲမှာဟိုလျှောက်တီလျှောက်နေတာဆိုပဲတန်ကြိုးတန်တွေလည်းတချွင်ချွင်ပေါ့ကွာနောက်တော့အယူဦးမုံကြီးကဘာဖြစ်သွားတာတော့မြကျုပ်ကဦးညွန့်ပြောရတဲ့အယူကြီးဦးမုံကြောင့်ကိုစိတ်ဝင်စားမေးမိတာပေါ့ဗျာအသက်80နီးနီးလောက်မှာသူ့ကိုချီထားတဲ့တန်ကြိုးနဲ့ပဲဇွဲကြိုးချတက်တည်သွားတာတဲ့အဲ့ဒီတော့မကျွတ်လွတ်တော့ဘူးကွာအခုလိုဖြစ်တော့တာပဲမောင်တာဒီ
လာပြေးလာွယ်ညာတွေမှာတညလုံးရည်ညီတဲ့အတန်ကြီးကိုကျုပ်ကြားသလိုသူ့သားကလည်းကြားရတာတဲ့ဒီတော့သူ့ဖေအတွက်အလှူဒန်းနေလို့ပရိတ်တွေလည်းရွတ်တယ်ဆိုပဲအဲ့ဒါလဲဒီတန်ကြီးကရှိနေတော့မယ်တဲ့နောက်ဆုံးကြတော့သူ့သားလည်းလက်လျှော့ပြီးတရက်ချန်ကြီးကိုရှားသလောက်နဲ့ရောင်းပစ်ခဲ့တာပေါ့မောင်တာရီယာဖြစ်မှဖြစ်ရလေဗျာအယူဦးမုံကြီးကတရေဖြစ်နေတာတော့ယူနေတော့ထင်တယ်ဘာညွန့်ရဲ့အေးဟုတ်လောက်တယ်မောင်တာတီကဒါကြောင့်လဲသူ့သားအမျှဝေတာကိုမသိတာနေမှာပေါ့ကွာအကုတို့များတော်တော်ကိုကြောက်စရာကောင်းပါလားဗျာဆရာတော်ကတခုံးဝင်ပြောတယ်ဗျစောစောကဦးညွန့်ပြောတာတွေကိုဆရာတော်ကငြိမ်ပြီးတော့နားထောင်နေတာဖုံဖုံတပည့်တော်ဖြင့်အခုလိုယူနေတဲ့တရေမျိုးကိုတခါမှကိုမကြောက်ဘူးလားဗျာအေးကွာတာတီကဒီတကားကြီးဦးမုံကအာကုသူတော်တော်ကြီးတာပဲဘဝပြောင်းပြီးတော့အပယ်လေးပါးရောက်နေတာတော့စိတ်တစယောဂကဆက်ပြီးတော့ခံစားနေရတယ်ဆိုတော့တော်တော်ကိုဆိုးတာပေါ့ကွယ်ဒါနဲ့အဘညွန်းတို့ကဆရာရီပါရီပင့်ပြီးတော့မနှင်ဘူးလားဗျဟာနှင်ပါပြီလားမောင်တာတီရဲ့ဆရာတယောက်ဆိုရင်တော်တော်ကိုတတိရှိတာကွယ်လာပြင်းညမှာမီးအိမ်ထွန်းပြီးတော့အဲ့ဒီအိမ်ထဲမှာတယောက်တည်းဝင်ပြီးဂါရာမန်နန်နီရွတ်တာတခါတည်းသူ့ဘေးနားမှာတင်ကပ်ပြီးတော့ရီလိုက်တာကွာဆရာလည်းလန့်ပြီးတော့စွတ်ပြေးတာတရက်ချန်ကြီးထဲမှာမနှဲကိုလိုက်ဖန်ယူရတယ်လူကလည်းပြူးကြောင်ကြောင်ကြီးဖြစ်နေလို့ကျုံမှာပရိတ်ရည်တွေပါနေနဲ့မနှဲကိုလုံးယူရတယ်ဟိနောက်နေ့မနှဲရောက်တော့အစိုးကြီးပြန်သွားတာကွာတရက်နေပါအောင်ဆိုတာတော့မနေတော့ဘူးအဲ့ဒီလိုသတင်းတွေကတဖြည်းဖြည်းပြန့်သွားတော့ခြံထဲကိုအလုသမားတွေတောင်တိတ်ငှားလို့မရတော့ဘူးမောင်တာတီကအဲ့ဒါကြောင့်ကျုပ်တို့သားအဖကဒီကိုရောက်လာတာကျုပ်ကိုဆရာတော်နဲ့လည်းတိုင်ပင်ခြင်းလို့ပေါ့ကွာအခုနေဆိုရင်ခြံကိုပြန်ရောက်လာတော့မှဝယ်တဲ့လူရှိမှာမဟုတ်ဘူးဟိုလူကဒီသတင်းသိမ့်မပြန်ခင်သူ့ခြံကိုကျုပ်စီမှာထိုးရောင်သွားတာအခုကသတင်းကပြန့်နေပြီလေအဲ့ဒါကြောင့်ဖုံဖုံကမင်းကိုခေါ်တာမောင်တာတီရဲ့မင်းစဉ်းစားကြည့်ပါဖြစ်နိုင်ရင်တော့လိုက်လို့ပေးစီခြင်းနဲ့ကွယ်ဖုံဖုံရဲ့ညီမတော်တော်ကိုအခက်ကြုံနေတာကွယ်မင်းသွားလုံမယ်ဆိုရင်ကျုပ်ပါကြွမှာပါဟာဆရာတော်ပါကြွမှာဆိုရင်တော့တပည့်တော်အားရှိတာပေါ့ဗျာဦးညွန့်တို့သားအဖကတော်တော်ကိုဝမ်းသာသွားတာဗျူဖုံဖုံလေးကြွမယ်ဆိုရင်တော့တပည့်တော်ကညင်းစရာဘယ်လိုတော့မှာတော့ဖျားအမေနဲ့အဘကိုပြောပြီးတော့လိုက်လာရုံပဲပေါ့ဟာဒါဆိုရင်တော့ဟန်ကြကြီးပေါ့ကွယ်ကဲတို့ဆရာတပည့်လိုက်သွားကြတာပေါ့ဆရာတော်ကိုယ်တိုင်လိုက်မှာဆိုတော့အမေတို့အဘတို့ကဘယ်တားတော့မှာတော့ဗျာဦးညွန့်တို့တရက်ချံကိုကျုပ်ရောက်တော့လားမကွယ်ခင်တရက်ဗျနတော်လဆိုတော့14ရက်နဲ့လားကွယ်တာလေဗျာကျုပ်တို့ရောက်တာလားစုပ်73ရက်ပေါ့ဗျာကျုပ်ကလည်းအချိန်မဆိုင်မှုယူရောက်တယ်ဆိုတာနဲ့ကျုပ်လည်းလှုပ်เสียရှိတာတွေလှုပ်ရတာပေါ့ဗျာဦးညွန့်တို့မိသားစုတွေကတော့ဆရာတော်ပါလာတာဆိုတော့စွန်းကွန်းအတွက်စီမံကြရတာပေါ့ကျုပ်ကတော့ကိုညုံမောင်ကိုခေါ်ပြီးခြံထဲမှာပဲအလုပ်လုပ်ရတယ်ရှိုးတွေကတထက်အိမ်လေးကိုကျုပ်သွားကြည့်တယ်တကားတွန်းဖွင့်ပြီးတော့အိမ်ထဲကိုဝင်တယ်ကိုညုံမောင်လည်းကျုပ်နဲ့အတူလိုက်ဝင်လာတယ်အိမ်ထဲမှာတော့ရှင်းလင်းနေတာပဲဗျဘာမှလည်းမတွေ့ဘူးလှုပ်လှုပ်ရှားရှားလည်းဘာမှမရှိဘူးဦးမုံကစိတ်တစဝေဒနာတွေကြီးဆိုတော့တခုခုကိုဆွဲလန်းသွားပြီးလာပြေးညနဲ့လားခွေညရောက်မှဒီနေရာမှာပေါ်လာပြီးတော့တဟားဟားနဲ့အော်ကြီးနေတာထင်ပါရဲ့ဗျာကျုံနဲ့ကိုညုံမောင်နဲ့တရက်ချန်ထဲမှာထိုင်ပြီးတော့စီစဉ်ကြတယ်ကိုညုံမောင်ရွာထဲမှာနှက်ဝင်သေးရှိလားဗျကျုပ်ကရုတ်တရက်မိလိုက်တော့ကိုညုံမောင်လည်းအံ့ဩသွားတယ်ထင်ပါရဲ့ဗျာဟေးနှက်ဝင်သေးဟုတ်လားရှိတယ်မောင်တာတီရဲ့ဒေါ်စိန်ပွင့်ဆိုတဲ့မိန်းမကြီးတယောက်ရှိတယ်အမေချမ်းခေါင်းဆွဲဆိုလာပဲကွနတ်ဟောတာမှန်တယ်လို့ပြောကြတယ်သူ့ကိုဟိုရွာဒီရွာတွေကလည်းလာပြီးတော့ပင့်ကြတယ်ဟာဒါဆိုရင်ဟန်ကြပြီဗျကဲကိုညုံမောင်ရွာထဲသွားပြီးတော့ကြက်တကောင်ဝယ်ဗျာပြီးတော့အဲ့ဒီနတ်ဝင်သေးကြီးကိုခေါ်ခဲ့ဗျာအေးဟုတ်ပြီဒါဆိုရင်ငါသွားမယ်ဒေါ်စိန်ပွင့်ကိုဘာပြောရမှာတော့ဟာမပြောနဲ့ဒီရောက်မှကြုတ်ပြောမယ်ကိုညုံမောင်ကတိတ်မကြဘူးဗျပြန်ရောက်လာတယ်ကြက်တကောင်လည်းဝဲလာတယ်ပြီးတော့ဒေါ်စိန်ပွင့်ဆိုတဲ့မိန်းမကြီးလည်းပါလာတယ်ဗျကိုညုံမောင်ဆရာတော်မသိအောင်ခြံထဲမှာပဲဒီကြက်သားကိုချက်တာဗျာထမင်းလဲစံတစ်ခွက်လောက်ချက်တာပြီးရင်ထမင်းတို့ထုတ်ဖို့ငပြောဘက်ကြီးခုတ်တာဗျာကိုညုံမောင်ကကျုပ်ပြောပြီးတာနဲ့ထမင်းဟင်းချက်ဖို့ထွက်သွားတယ်ကျုပ်ကဒေါ်စိန်ပွင့်ကိုခေါ်ပြီးတော့အိမ်မော်ကိုတက်ခဲ့တာဗျူအိမ်မော်ရောက်တော့မှဒေါ်စိန်ပွင့်ကိုအကျိုးကြောင်းအားလုံးပြောပြပြီးအကူအညီတောင်းရတာပေါ့ဗျာနောက်ဝင်တဲ့ဒေါ်စိန်ပွင့်ကလည်းဦးညုံမောင်ရဲ့မိန်းမနဲ့ကအတော်လေးခင်ကြတာဆိုတော့သူကူညီပါမယ်ဆိုပြီးပြတလဲပြောပါတယ်ညမိုးချုံမှသူပြန်လာခဲ့မယ်လို့ပြောပြီးတော့ရွာထဲကိုပြန်သွားတယ်ဗျဆရာတော်ကတော့ဖះခန်းမှာဖះရှင်ကိုပတိစိတ်လုံနေတယ်
မိုးချုပ်စရောက်တော့ကျုပ်လည်းထမင်းတို့ထုတ်တယ်ကိုညုံမောင်ရဲ့ကြက်သားချက်ကကောင်းသားပဲဗျထမင်းတို့ကိုတောင်းလေးတစ်လုံးနဲ့ထည့်ပြီးတော့ဒေါ်စိန်ပွင့်ကိုကျုပ်တို့ကစောင့်နေတာကိုညုံမောင်တို့ရွာသိန်းချိုင်းကတိတ်ပြီးတော့မဝေးပါဘူးဒေါ်စိန်ပွင့်ကလည်းလာရှာပါတယ်ဒေါ်စိန်ပွင့်ရောက်တာနဲ့ကိုညုံမောင်ရဲ့ကျုပ်ရဲ့ဒေါ်စိန်ပွင့်ရဲ့တရက်ချန်ကြီးတွေကထွက်ပြီးတော့ရွာသိန်းချိုင်းကိုလာခဲ့ကြတယ်ကျုပ်ကအုတ်ကူခက်ကြီးကြီးတစ်လုံးကိုလိုက်ရှာတယ်လားွယ်ညဆိုတော့သိန်းချိုင်းတစ်ခုလုံးအမောင်ဖုံးနေတာပေါ့ဗျာကျဲရောင်လေးဝိုးတော့ပဲရှိတယ်ဗျကိုညုံမောင်ကလမ်းနေဓမီထိုးပြတယ်တရက်ပွဲစားကြီးဦးရာမအသက်80ဆိုတဲ့အုတ်ကူကြီးကတော်တော်ကိုကြီးတာဗျကျုပ်လည်းအဲ့ဒီအုတ်ကူကြီးပေါ်မှာအစင်းသင်းပါလာတဲ့ဖျောင်းနိုင်ကိုမီးထုံးပြီးတော့ဆိုက်လိုက်တယ်ပြီးတော့မှထမင်းတောင်းတွေကထမင်းတို့ကိုဖြီးပြီးတော့ခင်းတယ်ကြက်သားဟင်းနှံကမှုေးသွားတာပေါ့ဗျာပြီးတော့အသင်းပါလာတဲ့တန်ရီပုံးလေးကိုလည်းဂူပေါ်မှာချထားတယ်ဒေါ်စိန်ပွင့်ကသပင်ကိုဖားရဖြီးချလိုက်တယ်ဂူရှိကမြေကြီးပြောင်ပြောင်လေးပေါ်မှာကျုံကျုံလေးထိုင်ပြီးတော့လက်အုပ်ချီထားတယ်ဗျကျုပ်ကမဖဲဝါကိုပင်းရတော့မှာပေါ့လေတွတ်တွတ်လေအောင်ယူနေတဲ့တရေဆိုတာကျုပ်လည်းဒီတစ်ခါပဲကြားဘူးတာဗျမဖဲဝါတင်းချိုင်းရှင်မကြီးမဖဲဝါကျုပ်ရဲ့အတန်ကတင်းချိုင်းတစ်ခုလုံးကိုလွှမ်းသွားမယ်ထင်တယ်ဗျကိုညုံမောင်ကတော့နည်းနည်းလန့်သွားတယ်ပုံပဲနောက်ကိုတော့ခြေနှလန်းလောက်ဆုပ်သွားတယ်အရှိအနေထွက်အနောက်နေဝင်တောင်တငကုံမြောက်တူဝန်တွင်ညီသည့်နေရာရက်၌ရောက်ရှိနေသည်ဖြစ်စေဒီနေရာကိုရောက်ကြွခဲ့ပါလို့ကျုပ်တာဒီကပင်းဖိတ်ပါတယ်တင်းချိုင်းရှင်မကြီးမဖဲဝါဗျာကြွပါကြွပါကြွပါဗျာကျုပ်ကခဏနေတော့နောက်တစ်ခါထပ်ပင်နေဟောမဖဲဝါရဲ့ခွေးကြီးရဲ့တန်ကိုကြားလိုက်ရပြီဗျို့ကျုပ်ကောင်းကောင်းမှတ်မိတာပေါ့ဗျာလာနေပြီဗျို့မဖဲဝါလာနေပြီဟာခွေးကြီးရဲ့တန်ကပိုပြီးတော့နီးလာပြီဗျို့လေအေးလေးကတစ်ချက်တိုက်သွားတယ်ဗျတင်းချိုင်းတွေကထနှောင်းမင်းကြီးလှုပ်သွားတယ်ကျုပ်တော်မှစင်ကနေဖြစ်သွားတာဗျို့ဟောဒေါ်စိန်ပွင့်ကြီးလက်အုပ်ချီထားတဲ့လက်တွေကတဆက်ဆက်နဲ့တုံလာပြီဗျနှစ်ဖူးနဲ့လက်နဲ့ရိုက်တဲ့အတန်တွေထွက်လာပြီးတော့လက်ကြီးတွေကကွေးကောက်နေပြီဗျို့ဒေါ်စိန်ပွင့်ကိုမဖဲဝါကဝင်စီးလိုက်ပြီဗျတင်းချိုင်းရှင်မကြီးကိုစားပွဲတောက်ပွဲများနဲ့ကျိုးဆိုပါတယ်ဗျာအားရပါရသုံးဆောင်လိုက်ပါဟာခုံပြီဗျို့တရက်ပွဲစားကြီးရဲ့ဂူဘော်ကိုလွှာကနေနေအောင်ခုံတက်သွားပြီပေါင်ကြီးကားကားကြီးထိုင်ပြီးတော့သပင်ဖားရကြီးနဲ့ထမင်းတွေကိုစားတော့တာဗျာကြက်ရိုးတွေကိုတကွက်ကွက်နဲ့ကိုက်နေတာဗျို့တော်တော်လေးစားပြီးတော့မှကျုပ်ကိုမျက်လုံးပြူးကြီးနဲ့စိုက်ကြည့်ရဲ့ကျုပ်သိတာပေါ့ဗျာကျုပ်ကပြောရတော့မှလေဒီလိုပါမဖဲဝါဒီရွာကတရက်ချန်ကြီးတစ်ချန်ထဲမှာတရက်ကြီးတစ်ကောင်ရှိနေပါတယ်လာပြေးလာွယ်ညတွေမှာတညလုံးအော်ကြီးနေတယ်ဗျဒါပေမဲ့သူ့ရည်တန်ကြီးကိုတော့လူတိုင်းတော့မကြားရဘူးကြားတဲ့သူမှကြားရတာအခုတော့ဒီချန်ထဲမှာလူတွေအလုံးမလုံးရဲကြတော့ဘူးချန်ရှင်မိသားစုလည်းတော်တော်ကိုစိတ်ညစ်နေပြီအဲ့ဒါဘာလို့ရမလဲဆိုတာမဖဲဝါကပြောပြပါဗျာကျုပ်လည်းပြောပြတာနဲ့အသာအကဲခတ်နေရတာပေါ့ဗျာကျုပ်နောက်ကိုအသာလှည့်ကြည့်တော့ကိုညုံမောင်ရဲ့မျက်နှာမှာအတော်ကိုကြောက်နေတဲ့ပုံကအထင်းသားပေါ်နေတာဗျဖျောင်းနိုင်မီရဲ့အောက်မှာအထင်းသားမြင်နေရတာပေါ့ဗျာတာဒီအဲ့ဒီတရေကယူနေတာသူ့တရားလည်းမသိဘူးသူ့ကိုတန်ကြိုးခတ်ထားတယ်လို့ပဲထင်နေတာသူ့ကိုအယူပြအောင်ရင်လို့ရမယ်နေမှတ်တာစင်ကောင်းတောင်မှာတရေ6ပင်ရှိတယ်အမြစ်ကိုယူခဲ့ပြီးမီးရှို့အဲ့ဒီမိခိုးမိုင်းကိုတရေရှူမိရင်အယူပြောက်သွားလိမ့်မယ်ဒီတော့မှအိမ်ပြင်ကိုခေါ်ထုတ်ငါနာမည်ပြောပြီးတော့ခေါ်ခဲ့မနှက်ပြန်ညမှာငါခေါ်သွားမယ်ပြောရင်စားရင်နဲ့ဓမင်းတစ်ခွက်ချက်ရောကြက်တကောင်ချက်ရောကုံမာရောလာဗျာပြီးတော့တန်ပုံးလေးတွေကရေကိုမော့တောက်ပြီးတော့လက်စည်းလိုက်သေးရဲ့ဟာဒေါ်စိန်ပွင့်ကြီးကဂူပေါ်မှာလဲကျသွားပြီဗျမဖဲဝါထွက်သွားပြီဗျကျုပ်လည်းကြပြားကြပြေးပြီးတော့ဒေါ်စိန်ပွင့်ကိုလှုပ်လို့ရတာပေါ့ဗျာဒေါ်စိန်ပွင့်ထကိုညုံမောင်ကလည်းပြေးလာတယ်ဗျဒေါ်စိန်ပွင့်ကိုကျုံနဲ့ကိုညုံမောင်နဲ့တွဲပြီးတော့ဂူဘော်ကနေချပေးရတယ်စောစောကဂူဘော်ကိုလွှားကနေခုန်တက်သွားတဲ့နတ်ဝင်သေးကြီးကိုမနှဲကိုဂူဘော်ကချပေးရတာဗျမဖဲဝါရဲ့ခွေးနဲ့ကြီးဦးတဲ့အတန်ကတဖြည်းဖြည်းနဲ့ဝေးသွားပြီဗျကျုပ်တို့လည်းတရက်ချန်ကြီးတွေကိုပြန်လာခဲ့တာပေါ့ဗျာအဲ့ဒီညကတော့ဒေါ်စိန်ပွင့်ကကိုညုံမောင်တို့အိမ်မှာပဲအိတ်တော်တယ်ကျုပ်စိတ်ထဲမှာတွေးနေတာကမဖဲဝါပြောတဲ့စင်ကောင်းတောင်ကတရက်6ပင်ရဲ့အမြင့်ဆိုတာပေါ့ဗျာအဲ့ဒီအပင်ကိုကျုပ်ကြားလဲမကြားဘူးဘလို့ရှာရမှလည်းမသိဘူးဗျအဲ့ဒီအမြင့်ရမှာပဲယူနေတဲ့တရေကိုထုတ်လို့ရမှာလေဗျာမနဲ့မိုးလင်းတော့ဒီအကြောင်းကိုကိုညုံမောင်ကိုပြောတော့ကိုညုံမောင်ကကျုပ်ကိုပြောတယ်ဗျဒီရွာထဲမှာကိုကြားဆိုတဲ့မုတ်ဆိုးတယောက်ရှိတယ်တဲ့အဲ့ဒီလူကိုရှာခိုင်းရင်ရနိုင်တယ်လို့ပြောတယ်ဟ
အဲ့ဒါနဲ့အချိန်မဆိုင်ပဲကျုပ်နဲ့ကိုညုံမောင်နဲ့ရွာထဲကိုသွားကြတယ်နတ်ဝင်တဲ့ဒေါ်စိန်ပွင့်ကိုလည်းတခါတည်းခေါ်သွားတာ